ဒီအသုံးလေးကိုမှားမသုံးနဲ့နော်တတိမထားလို့ရှိရင်ဒီအသုံးလေးကတော်တော်လေးမှားရတယ်တခါလေးရအောင်လို့တော့နော် okay I'll call to you ငါမျိုးဖုန်းခေါ်မယ်အဲ့ဒီမှာဆိုရှင် call နောက်က to မလို့တော့နော် I'll call you ငါမျိုးဖုန်းခေါ်မယ် okay I need to reply back to her ငါသူ့ reply ပြန်အောင်ပါအဲ့ဒီမှာဆိုရှင် back မလို့နော် okay reply မှာရင်က back ကပါပြီးသားနော် I need to reply to her Can you borrow me your pen အဲ့ဒီမှာဆိုရှင် borrow သုံးလို့မရအောင်နော် okay borrow က you တာလေ okay အဲ့တော့ဒီမှာ subject က you ဖြစ်နေတဲ့အတွက် borrow မတော့နော် lend ထို့တော့မနော် okay Can you lend me your pen Can you lend me your pen okay not borrow here He is good in English သူအင်္ဂလိပ်စာတော်တယ်အဲ့ဒီမှာဆိုရှင် good ကိုမတော့နော်တခုခုတော်တယ်လို့ပြောချင်တဲ့အခါတွေမှာဆိုရင် good ကိုတော့မနော် He is good at English သူအင်္ဂလိပ်စာတော်တယ် okay He is good at English She is married with my brother သူငါ့အကိုနဲ့အိမ်အောင်ကြတာအဲ့ဒီမှာဆိုရှင် married with ကိုမတော့နော် married to ကိုတော့မနော် okay She is married to my brother She is married to my brother okay ရမနော်အဲ့ထက်ကဘယ်နှခုမှားသုံးလို့ရှိလဲ1ဆိုရှင်1လို့ comment section မှာရေးခဲ့မယ်တခုမှမသုံးဆိုရှင်0လို့ comment section မှာရေးရအောင်နော်အကျိုးရှိရဆိုရင်တော့နောက်ဆက် video တွေအတွက်ဒီ page ကို follow လုပ်ထားဖို့မေးအောင်နော် bye bye see you in the next video